အခုလိုမျိုးတံမြာသည့်အလွှာလေးတွေကိုဒူးပေါ်တိုက်ရိုက်တင်ပေးလိုက်ပါနောက်ထပ်မိနစ်အနည်းငယ်အတွင်းမှာအစစ်သေးကိုစိတ်ဝင်သွားမဲ့အရာတွေဟာတမ်းပေါင်းများစွာသောလူတွေဘယ်တော့မှအမြဲတမ်းသက်သာခွင့်မရနိုင်ပဲလစဉ်ပတ်စံကုန်နေကြတဲ့ဝေဒနာကိုကုသဖို့ရာစုနှစ်ပေါင်းများစွာကတည်းကတိုင်းရင်းဆေးပညာမှာအသုံးပြုခဲ့ကြတာဖြစ်ပါတယ်အဆုံးထိကြည့်ပေးပါဘာဖြစ်လို့လဲဆိုတော့ဒီနေ့ကျွန်တော်တို့ဒီဘူးထဲမှာလုံးမဲ့အရာဟာစိတ်ရှည်ဖို့လိုအပ်လို့ပါဒါပေမဲ့ခုနှစ်ရက်ကြာပြီးတဲ့အခါရလာမဲ့ရလက်ကတော့စောင့်ရကြိုးနဲ့စီမှာပါစတင်လိုက်ရအောင်လက်ဆက်တဲ့တံမြာသည့်တစ်လုံးကိုယူပြီးအတုံးသေးသေးလေးတွေတုံးပေးပါအဖုံးပါတဲ့ဖန်ဘူးတစ်ခုတည်းထည့်လိုက်ပါပလတ်စတစ်ဘူးနဲ့မတူတာကဖန်ဘူးဟာခုနှစ်ရက်ကြာတဲ့အထိကျွန်တော်တို့ထည့်မဲ့ပတ်ဝန်းပစ္စည်းအလုံးရဲ့အာနိသင်ကိုထိမ့်သိမ့်ပေးနိုင်ပါတယ်တံမြာသီးဟာအချင်းတက်ရှိတဲ့အသီးတစ်မျိုးတွေမဟုတ်ပါဘူး။ရောင်ရမ်းမှုကိုလျှော့ချပေးပြီးဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိတွေပါဝင်တဲ့အတွက်ရောင်ရမ်းနေတဲ့တ िश ူးတွေအပေါ်ဓာတ်ရိုက်အကျိုးသက်ရောက်မှုရှိစေပါတယ်။သူ့ရဲ့သဘာဝchấtပေါင်းတွေဟာနာတာရှိအစစ်အမြင့်နာကျင်ကြိုက်ခဲမှုတွေကိုအရေးပြားပေါ်မှာလိမ့်လိုက်ယုံထက်ပုံမူနဲ့ဆိုင်တဲ့နီလန်းတွေနဲ့ကုသပေးနိုင်ကြောင်းမှတ်တမ်းတင်ထားပြီးသားဖြစ်ပါတယ်။တင်ဘယ်မျိုးကနေကြည့်နေတာလဲဆိုတာအောက်မှာမှတ်ချက်ပေးခဲ့ပါဦး။ဘယ်နေရာတွေကနေကြည့်နေကြသလဲဆိုတာကြည့်ရအောင်ပါ။အခုလေးညင်းပွင့်လက်တဆုပ်စာခန့်ကိုတံမြာသီးတွေထည့်ထားတဲ့ဘူးတွေကိုဓာတ်ရိုက်ထည့်လိုက်ပါအတိုင်းတာတိကျမလိုပါဘူးလက်တဆုပ်စာအပြည့်ဆိုရင်ကောင်းကောင်းလုံလောက်ပါတယ်ကြရဝေးရွက်၃ရွက်ကိုအစိတ်စိတ်မွှားမွှားဖြစ်အောင်ဖဲ့ပြီးထည့်ပေးပါအရွက်တွေကိုစုပ်ဖြတ်ခြင်းသို့မဟုတ်ဖြတ်တောက်ခြင်းဖြင့်အရက်နဲ့ထိတွေ့မဲ့မျက်နှာပြင်ကိုပုံမူများပြားစေပြီးဆေးဖက်ဝင်ကုန်တက်တိတွေအရေးတဲကိုပုံမူစိမ့်ထွက်လာစေပါတယ်ကြရဝေးရွက်ဟာအချက်ပြုတ်မှာပဲသုံးတယ်လို့လူအများကထင်ထားကြပေမဲ့ရောင်ရမ်းမှုသွေးလက်ပတ်မှုနဲ့နာကျင်မှုတွေကိုပါကုသပေးနိုင်ပါတယ်ဒီနေရာမှာတော့သူတို့ဟာလုံးဝခြားနာတဲ့စွမ်းဆောင်ရည်မျိုးနဲ့အလုပ်လုပ်ကြမှာပါအခုစားကြမ်းတစွန်းအပြည့်ထည့်လိုက်ပါစားကြမ်းမှာစားနုထက်တထုထက်ပုံမူကျွယ်ဝစွာပါဝင်ပါတယ်ဒါကိုအိမ်မှာစမ်းကြည့်မယ်ဆိုရင်ရက်လို့မှတ်ချက်ပေးခဲ့ပါအခုဆေးဘက်ဝင်အရက်ကိုပါဝင်ပစ္စည်းအလုံးမြုပ်တဲ့အထိလောင်းထည့်လိုက်ပါအရက်ဟာတံမြာသီးလေးညင်းပွင့်ကာယဝေးရွက်နဲ့စားတို့ရဲ့အာနိသင်တွေကိုခုနှစ်ရက်အတွင်းထုတ်ယူပေးမဲ့ကြားခံနေဖြစ်ပြီးအရေးပြားကနေဓာတ်ရိုက်ဆုပ်ယူနိုင်မဲ့ပုံစံမျိုးနဲ့ထိမ့်သိမ့်ပေးထားမှာဖြစ်ပါတယ်ဘူးကိုအဖုံးလုံးအောင်ပိတ်ပြီးအားရပါရလုပ်ပေးပါပြီးရင်တော့မှောင်ပြီးဘယ်သူမှမထိနိုင်တဲ့နေရာမှာခုနှစ်ရက်တိတိထားပေးပါခုနှစ်ရက်မပြည့်ခင်ဖွင့်မယ်ဆိုရင်တော့အာနိသင်အပြည့်ဝရမှာမဟုတ်ပါဘူးခုနှစ်ရက်ကြာပြီးတဲ့အခါမှာတော့လိမ့်စေးစီဟာအသင့်ဖြစ်ပါပြီကဲအခုကြည့်လိုက်ကြရအောင်အဲ့ဒီဘူးထဲမှာရှိနေတာကတော့တံမြာသီးလေးညင်းပွင့်ကြရဝေးရွက်စားနဲ့အရက်တို့နဲ့ပြုလုပ်ထားတဲ့တဘာဝအစစ်မြင့်နာကျင်ကြိုက်ခဲမှုပျောက်စေးပဲဖြစ်ပါတယ်ကုန်ကြစရိတ်မရှိတဲ့လောက်နဲ့ပါပြီးဒူးနာခြင်းလက်ကောက်ဝတ်နာကျင်ခြင်းခါနာခြင်းတတောင်စစ်တောင်တင်းခြင်းခြေချင်းဝတ်နာကျင်ခြင်းနဲ့အစစ်ရောင်ရမ်းခြင်းတွေကိုဆေးဝါးတွေမပေါ်ခင်ကတည်းကမျိုးဆက်ပေါင်းများစွာယုံကြည်အားကိုးခဲ့ကြတဲ့နည်းလမ်းဖြစ်ပါတယ်ဒီနီလန်းလေးကိုသူညကနေ30ထိအဆင့်တက်မှတ်ပေးပါတင်ဘလို့ထင်တယ်လဲဆိုတာကျွန်တော်သိချင်ပါတယ်ရလာတဲ့အရေးကိုနာကျင်နေတဲ့နေရာပေါ်ဓာတ်ရိုက်လိမ့်ပေးပြီးစက်ဝိုင်းပုံစံအတိုင်းမိနစ်အနည်းငယ်ကြာဖြည်းဖြည်းချင်းနှိမ့်နေပေးပါအမြန်ဆုံးပြက်ကင်းသွားပါလိမ့်မယ်ဈေးကြီးတဲ့ဆေးဝါးတွေမလိုပဲအိမ်မာတင်အလွယ်တကူကုသနိုင်တဲ့ဒီနီလန်းလေးကိုတည်သွားတဲ့အတွက်ပြောပါသလားတင်တို့ရောစမ်းကြည့်ဘူးပါသလားကိုမတ်မှာပြောခဲ့ပေးဦးနော်နောက်ထပ်ကျမ်းမာရေးဗဟုသုတတွေအတွက်ပေးကိုဖော်လို့လုပ်ထားဖို့မမေ့နဲ့အောင်